တိုင်းကိုအင်းကြီးပြလို့ရဆူမှုတာပဲကောင်မလေးကလက်တွေတုပ်ပြီးရွှတ်နေရှက်နေတာငါပြပြီဟမ်ဟိုးရှိတယ်ပုတ်ကိုလည်းပုတ်အလိုလိုမှဒိုမင်းကမစော့တတ်ပါဘူးဆိုမှပဲသူတို့ကလည်းကစားတရားတွေပေးတယ်ဒီပေါင်းतू ကသူ့ရွယ်နေတဲ့ဟိုရွယ်လေးကိုခလေးလေးကြာနေတာပဲတဲ့ဟာ तू များပြောရခံလိုက်နေအမေ तू မမေးသားမလေးခလေးလေးကြာနေတာသူကြည့်တော့ဓာတ်လောက်လေးရှိတယ်ဒီလောက်လေးရှိတယ်ခဏလေးတော့ဒါလေးတော့ဟောစီပြကိုကြီးလေးဆိုသိလိုက်ပါတော့မိမဆိုတော့ဟဲ့ကောင်မင်းပြောမှလားအဲ့ဒါတော့ဟိုဒါမင်းဆိုင်မူလေးကမင်းနေရလေမဖြီရောလေမထိုင်နေပြန်မထိုင်နေဟုတ်တယ်မင်းနေတော့ရှုပ်တက်တဲ့နေရာမှာလေဦးနေရာမရှိအိုးနောက်ပြီးတော့မသိရင်တစ်စားသားလေးကြာနေရမယ်ဟိုးဟုတ်တယ်တော့ကိုကြီးဒါလေးရင်လို့လေချွဲရတဲ့နေရာမှာလေနေရာမရှိလွယ်ရတဲ့နေရာမှာလေဟဲ့အဲ့ပါလားဟိုမှာနေရောငါသူကျန်တဲ့တစ်ဖက်မှာကျိုးသွားလေဟိုနည်းနည်းဆုံးမနေ့ကကားတက်လာတာမနေ့ပြန်စောရင်ပြန်ကားတက်အော်အမအဲ့ဒီအမမြင်းရဲ့ channel ဘာလို့တော့အမကျွန်တော်လဲကားပေါ်တက်တယ်ကျွန်တော်လဲကားပေါ်တက်တာနဲ့ဂစ်သူကျွန်တော်လဲတက်သွားတာပဲဟုတ်လေစညတက်ဆောင်လေကိုနဲ့ဒီဘက်ကကျွန်တော်ပွဲပြတယ်လိုက်ပို့ပြီးလို့ပြောမမဟုတ်လေကိုခန်းနေမှာပဲနေလေစူးကြဟုတ်တယ်ဆိုင်မို့ခန်းနေမလားတော့ငါတို့ခန်းနေမလားနဲ့ပြီးကုန်တယ်ဟိုအိမ်နာမှာနေရမလေးအဲ့ဟိုပြောမလို့မနေ့ကိုဖယ်သွားမှာစင်းကျွန်တော်လိုက်ကျွန်တော်ဒူးတစ်ဖက်ကိုကျွန်တော်ချိုးပလိုက်မင်းဒူးတစ်ဖက်ကဟိုပြောမင်းအသိချင်းရမှာလားရတယ်ဘာလို့ကျွန်တော်ညီမလေးဒီမှာသွားရင်ပြီးရအဲ့ဒါဒီကလက်ပါချိုးသွားပါငါပြောတယ်ငါ့ကိုမိသားလို့ပြောတယ်ဟိုကောင်မဘယ်လိုက်အော်မိမ